Hello ကျွန်တော်ချစ်ခင်လက်စားတော့တင်ချင်းမစ်အားလုံးကိုတခုလေးဝမျှဆရာရှိပါတယ် Before I share that I really want to discuss please and don't be misunderstand on that ဆိုတော့ကျွန်တော်ပြောရှင်လဲဆိုတော့တမတဲ့နော်ကပ်တော့ကိုတိုင်လက်လာပေါ်ရအတွက်ကိုတိုင်ခဏရပေါ်ရအတွက်ကိုတိုင်ဖျားနဲ့အချင်းရပေါ်ရအတွက်ကျွန်တော်တိုက်တွန်းခဏပေးရှင်ပါတယ်ဒီနေ့လေးချင်းမှာကွာကျွန်တော်တို့တရားဟောဆရာတွေကိုပဲထိုင်ကြည့်မိအချင်းမဟုတ်ဘူးသူတို့ပြောတဲ့ဟာတွေပဲလိုက်ပြီးတော့မှလုံးအချင်းမဟုတ်ကျွန်တော်ဒီလိုပြောတော့သူတို့စကားကိုနားမထောင်နဲ့သူတို့ကို against လို့ပါလို့ဆိုလိုတာမဟုတ်ပါဘူးလို့ပြီးတော့ဒီနေ့ကွာဒီနေ့ဒီချင်းမှာကျွန်တော်ကြည့်ချင်နေရတာဒီလောကကြီးမှာတရားဟောဆရာကြီးဟောရင်ဟောနဲ့နောက်ဆုံးတော့ကောက်သွားတယ်အများကြီးတွေ့တယ်ပြီးတော့ပေါက်ရတဲ့ရှောက်ဟောတယ်လည်းအများကြီးတွေ့တယ် mix လို့လေတွေ့မှာပါမတွေ့ရင်လည်းမတွေ့ဘူးပေါ့နော်ဒါပေမဲ့အဲ့ဒါကျွန်တော်ရဲ့အမြင်ကိုပြောတာဆိုတော့ကျွန်တော်တို့ကိုယ်တိုင်ကမလက်လာဘူးဒီမြရှောင်းဒီမြမှန်ဒီဖြစ်စီမှန်ဒီဖြစ်စီဒီမြဟောတာပဲနားထောင်မယ်ဆိုရင်ကျွန်တော်တို့လမ်းလို့တော့မယ်ဆိုတော့ကျွန်တော်တို့ဒီမြဟောတာကိုနားထောင်ပါခွန်အားယူပါပြီးတော့ကိုယ်တိုင်လေးနောက်ကပတ်တော်နဲ့အနေတော့ခွင့်ရတယ်ကိုယ်တိုင်လေးလက်လာပါဖခင်နဲ့အချင်းယူပါလို့ကျွန်တော်တိုက်တွန်းခွန်အားပေးပါတယ်ပြီးတော့ဒီနေ့ဒီချိန်မှာ mix up prophet အများများလာပြီso we must be careful on that also ဒီနေ့ဒီချိန်ကျွန်တော်တို့လောကကြီးတဲ့အရင်ပြောင်းလဲတာမြင်ရတယ်တွေ့ရတယ်ဆိုတော့နောက်ကပါတော့နဲ့အသက်ရှင်ဖို့ရနောက်ကပါတော့နဲ့ခဏယူဖို့ရတော့လေအမတန်အရေးကြီးတယ်လို့ကျွန်တော်ဝမျှတိုက်တွန်းလိုပါတယ်ဒီတမန်တော်ဝတ္ထုအခန်းကြီး19ပိုင်းစတင်မှာပါအကြောင်းအရာတွေ့ရလဲဆိုတော့Paul Scam Missionary Journey ပေါ်ကဗေရီမြို့သားတို့ကိုတရားဟောတဲ့ချိန်မှာဗေရီမြို့သားတို့ကတက်တာလုံးမြို့သားတို့ထက်တာပြီးတော့မှပို့ပြီးတော့မှသူတို့ဂျင်းတို့စင်းနဲ့တမန်တော်တို့ကပတ်တော်ကိုခံယူတာကိုလည်းမြင်ရတယ်ပြီးတော့သူတို့ကပတ်တော်ကိုခံယူမှတဲ့တိုင်းပဲပေါ်ဆဆမနေဘူးအဲနောက်ကပတ်တော်တော့မန္တလာမာတလာလို့သူတို့ကိုယ်တိုင်စစ်ကြည့်ရှုတာကိုမြင်ရတယ်ကိုယ်တိုင်လက်လာတာကိုတွေ့ရတယ်ပြောရှင်တာကသူတို့လေတမန်တော်ကဘာလို့ခံယူလဲတော့မခံယူတယ်ပြီးတော့အဲ့ဒါမှလားမလားဆိုတော့သူတို့နောက်ကဘာလို့ကိုလေသူတို့စင်ရှင်ခွန်အားယူတယ်ဆိုလိုတာကကျွန်တော်ပြောရှင်တာကကျွန်တော်နားထောင်ပါဘာပဲဖြစ်ဖြစ်မတူစကားပဲဖြစ်ဖြစ်ပြီးတော့မလားဆိုတော့ကိုယ်တိုင်လည်းလက်လာဖို့ကိုယ်တိုင်လည်းနောက်ကပတ်တော့ဖတ်ဖို့စင်ရှင်ခွန်အားယူဖို့ပိုပြီးအရေးကြီးတယ်လို့ပြောရှင်ပါတယ်ဒီလိုဆိုလိုတာကဆရာတွေကိုနားမထောင်နဲ့အတင်းတော်ကို against လို့ပါကျွန်တော်လုံးဝမပြောလို့ပါဘူးနော်အဲ့ဒါကျွန်တော်ပြောလို့ဘူးအနားလည်းမလွေးပါနဲ့လို့ကျွန်တော်ပြောရှင်ပါတယ် of course we must listen to a pastor ဖြစ်ဘတ်ဝေးဖြစ် counseling ဖြစ်ကျွန်တော်တို့လက်ခံရမှာပဲနားထောင်ရမှာပဲဒါပေမဲ့သူဟာမလားဆိုတော့ကိုယ်တိုင်လက်လာဖို့လုပ်တယ်နောက်ကပတ်တော်နဲ့ခွန်အားယူဖို့လုပ်တယ်လို့နောက်ကပတ်တော်ကိုနေညမပြတ်စင်ရှိခွန်အားယူကြပါလို့ကျွန်တော်တိုက်တွန်းခွန်အားပေးပါတယ်နောက်ကပတ်တော်နဲ့အသက်ရှင်ပါလို့ကျွန်တော်ပြောလိုပါတယ်ဒီနေ့ပြောတာကြည့်ပဲလိုက်နားထောင်ရင်တော့ကျွန်တော်တို့အသက်တာမှာအစမပြေမှုတွေလည်းပေါ့အစမပြေမှုတွေရှိလာမှာပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီနေ့ဒီချိန်ကိုယ်တိုင်ကဘာမှမသိဘူးကိုယ်တိုင်တော့ကပေါ်တော့ဒီမြပြောတာမှန်တာလေးပြောမှာပဲမှားတာလေးပြောမှာပဲအခုခေတ်မှာဆိုရင်ဆရာကြီးလည်းအလွေတင်တာတွေလည်းအများကြီးပေါ်လာပြီလေနော်ပြီးနောက်ကကြီးလည်းပြောင်းတယ်ပြီးပေါက်ကရရှောက်ဟောအဲ့လိုမျိုးဖြစ်လာဆိုတော့နောက်ကပေါ်တော့ကိုယ်တိုင်နားလေအောင်ကိုယ်တိုင်တဘောပေါအောင်ဖတ်လက်လာပြီးဒီမြတရားဟောတာတွေကိုနားထောင်ဒီမှာကိုခွန်အားယူအဲ့ဒါနဲ့တွေ့ပြီးတော့မှ
အဲ့လိုမျိုးပေါ်ပြီးမှကျွန်တော်တက်တာမှာအဆင်ပြေနေလို့အဆင်ပြေနေတိုင်းကိုကျွန်တော်အနေနဲ့ရှင်းလို့တာပါတရားဟောတာတော့မဟုတ်ရှင်းလို့တာပါပြီးတော့တခုပြောချင်တာကဗါလဲနောက်ကပါတော့နေအသက်ရှင်ပြီးတော့ကျွန်တော်တို့ရဲ့ကာတိုင်ကိုဘယ်တိမှမထမ်းလာဘူးကိုကာတိုင်ကိုထမ်းလာမှာဆိုတော့ကိုတိုင်ကိုတာယုံကြည်ချက်ကိုပါယုံကြည်ချက်နဲ့ကျွန်တော်တွားဖို့အရေးကြီးတယ်ဒီမြဘလောက်ပဲတရားဟောဒီမြဘလောက်ပဲဆွတ်တောင်းအဲ့ဒါကကျွန်တော်တို့အတွက်ခဏယုံပဲပြီးတော့ကျွန်တော်တို့ရဲ့လဘကာတိုင်ကိုတို့မထမ်းပေးနိုင်ဘူးလေဆိုတော့ကိုတိုင်ကိုပိုင်လဘကာတိုင်ကိုတိုင်ပဲထမ်းလို့ရတယ်ဆိုတော့ဘုရားနဲ့ပဲအချင်းယူပါကျွန်တော်တို့ကိုရဲ့ကိုတိုင်နဲ့ဘုရားသခင်နဲ့အဲ့လိုမျိုးဗာလဲ relationship ရှိပါလို့ကျွန်တော်ပြောချင်ပါတယ်။မန်ဒီချင်းမှာတကယ်လို့အမပါရင်ကိုလိုပဲပါထောက်ပေးပါကျွန်တော်စိတ်မဆိုးကျွန်တော်ကိုတင်ပေးပါလမ်းပြပေးပါကျွန်တော်တောင်းဆိုတယ်ပြီးတော့သင်ခန်းစာယူဆရာရှိတယ်ရလို့ရတဲ့ဝန်ရဆရာရှင်တောင်းတဲ့ရှိတယ်လို့ရှာမယ်လို့ကျွန်တော်ဘယ်လိုပြောရမလဲ because for all of you thank you and may God bless each and every one of us thank you see you next time